အားလုံးမင်္ဂလာပါ for YouTube channel အနေနဲ့ပြန်ပြီးကြိုဆိုပါရစေကျွန်တော်ဒီနေ့တော့ရွှေနှုတ် app အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ရွှေနှုတ်ကတော့တော်တော်များလဲသိကြတယ်ပေါ့နော်ဒီဘာသာပြန်စာအုပ်တွေကိုအတန်းနဲ့ရောစာနဲ့ပါဖတ်လို့ရတဲ့ဥစ္စာပေါ့နော်စာအုပ်နှစ်ချုပ်တွေကိုပေါ့အဲ့တော့ဒီ app ရဲ့ link ကိုကျွန်တော်ဒီမှာ Telegram channel မှာချထားပေးမယ်ပေါ့နော်ဒီကောင်ကမြန်မာလိုလဲတောင်းလို့ရတော့များများဆဆတော့တီးတဲ့ရင်ပြပေးနေကြတော့မလို့ပေါ့နော်ဒါပေမဲ့ဒီ app ရဲ့သဘောတရားလောက်လေးကိုဒီမှာကြည့်ထားရဲဆိုရင်ကိုယ်တိုင်သုံးရတဲ့အခါကျရင်ပိုပြီးလွယ်ကူတာပေါ့နော်โอเคအဲ့တော့စလိုက်အောင် App screen Samsung folder Page 3 Samsung members set on rar side symbol notepad Shmi settings Shmi note ရင်တော့ဒီ app ကကျွန်တော်တို့ဒီမျက်မြင်တွေတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတော့ဒီ screen reader နဲ့ accessible ဖြစ်လာတာနည်းနည်းတော့ကြာပါပြီအဲ့တော့အခုကျွန်တော်ဒီရွှေနှုတ် app ထဲကိုဝင်လိုက်မယ်ပေါ့နော်ကိုဒီ Play Store ကနေရွှေနှုတ်ဆိုပြီးတော့မှရိုက်ရှာလိုက်ရင်လည်းရတယ်ပေါ့နော် Play Store App Store ရတယ်ပေါ့ဒီမှာဘာသာစကားမှာမြန်မာရွေးလိုက်မယ်ရှေ့ဆက်မယ်နိုင်မယ်ပေါ့ဒီမှာတော့ skip ပဲနှိပ်သွားပါဘောနော်ဒါတွေကဘာမှဒီမှာ Google နဲ့လားဖုန်းနံပါတ်နဲ့လားရှိရောဒီမှာ Google အကောင့်ရွေးလိုက်မယ် Google Play Services ဒီမှာတခုထူးဆန်းတာရှိတယ်ကျွန်တော်တို့ဒီရွှေနှုတ် app ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့နှိပ်လိုက်တဲ့ဟာတွေက click လိုက်တဲ့အတန်မမြည်ဘူးပေါ့နော်ဥပမာကျွန်တော် Choose an account IAFIOMMM.ISO ဒီမှာတော့မြည်သေးရပေါ့နော်ဒီရွေရမယ့်နေရာတွေရောက်သွားပြီဆိုရင် 016 โอเค Search button ကျွန်တော်တို့ပထမတစ်ခေါက်စမ်းထားပြီးသားရှိတော့သူအလဲမှာမေးတဲ့မေးခွန်းတွေမေးတော့ပေါ့နော်ဒါပေမဲ့အလဲမှာဖြည့်ပေးရတဲ့ဟာလေးရှိတယ်သူကကြတော့ဒီကိုနေထိုင်တဲ့ data တို့ပြီးတော့ကိုကြာလာမှလာပေါ့အဲ့ဒါမျိုးတွေနောက်ပြည်တွင်းမှာလာပြည်ပမှာနေရတာအဲ့ဒါမျိုးတွေပေါ့ပြီးတော့စာအုပ်ကဏ္ဍပေါ့နော်ဘယ်ကဏ္ဍကိုရွေးချယ်မလဲဆိုတာအဲ့ဒါတွေရွေးရတယ်ဒါပေမဲ့app ထဲမှာတော့ကိုစာအုပ်မဝယ်ရသေးဘူးဆိုရင်စာအုပ်တောင်ဖြစ်ပါတယ် subscription မဝယ်ရသေးဘူးဆိုရင်ဒီ10အုပ်ပဲဖတ်လို့ရမယ်ပေါ့နော်သူတို့လက်ဆောင်ပေးထားတဲ့10အုပ်ပဲဖတ်လို့ရမယ်ဝယ်လိုက်မှကျန်တာတွေဖတ်လို့ရမယ်ပေါ့ဒီမှာဆိုရင် button selected ဒီမှာtab 4ခုရှိရပေါ့နော်ဒါကတော့ button selected ဒီမှာနှစ်ချုပ် tab မှာရောက်နေပါဒီမှာ category name category name see all button ဒီမှာစာအုပ်မျိုးစားများဆိုတဲ့နေရာမှာမဝယ်ထားဘူးဆိုရင်ဖတ်လို့ရတာတစ်ခုပဲရှိတယ် category name ဒီလက်ဆောင်စာအုပ်များဆိုတာပဲဖတ်လို့ရတယ်ပေါ့ကျန်တဲ့ဟာတွေကတော့ဒီမှာ category name category name category name ဒီကောင်တွေကတော့ဝယ်မှပဲဖတ်လို့ရမယ်ပေါ့ဝယ်မှပဲဖတ်လို့ရမယ်ဆိုပေမဲ့အထဲမှာတော့စာအုပ်နာမည်တို့စာအုပ်ထဲကတချို့စာမီးပေါ့နော်စာအကြောင်းအရာလေးပြီးတော့ဘယ်လိုလူတွေဖတ်တဲ့နယ်ဆိုတာမျိုးလေးအဲ့ဒါမျိုးလေးပါတယ်ပေါ့အတန်အနေနဲ့ကတော့ဖတ်လို့မရဘူးပေါ့လေဒီ category name category name လက်ဆောင်စာအုပ်များဆိုတဲ့ထဲကဟာတွေကတော့အကုန်ဖတ်လို့ရတယ် back button no internet connection sorry ခုန Wi-Fi ချိန်လိုက်တဲ့အခါကျတော့ no internet at night there is a Android phone signal battery 75 phone signal Wi-Fi signal full okay retry button retry ပြန်နေလိုက် no internet summary book name summary book name staring at the sun button summary book name it's okay that you're not okay summary book name it's okay that you're not okay ဒီမှာစာအုပ်တွေရှိရပေါ့အဲ့အခုစာအုပ်တစ်အုပ်ကိုနှိပ်လိုက်မယ်ဆိုရင် back button favorite down share book button it's okay that you're ဒီမှာနားဆင်မယ်ရှိရ
ဖတ်မယ်ရှိရပေါ့ဖတ်မယ်ဆိုရင်ကြတော့ဟိုပါပေါ့စာနဲ့ဖတ်ရမှာပေါ့နော်နားဆင်မယ်ဆိုရင်တော့ဒီအတန်နဲ့သွားမှာပေါ့အဲ့တော့ဒီမှာ It's okay that you're not. ဒီနားဆင်မယ်ဆိုတော့နှိပ်လိုက်မယ်အဲ့ဆိုရင် It's okay that you're not. ဒါဆိုစာအုပ်ပွင့်လာပြီပေါ့ It's okay that you're not okay. Huh? It's play button. Back button. Play button. back button ရဲ့အပေါ်နားဒီမှာ play ရှိရယ် Skip backward 15 seconds ဟာ button. skip backward 15 second အဲ့ဒါရှိရယ်ပေါ့နော် Play 0-0-0-0-2. It's okay that you're not okay. Play button. ဒီမှာ skip for 15 second တော့ဒီမှာမတွေ့ဘူးပေါ့နော် 0-0-0.ကျွန်တော်ဒီ It's မှာ okay that you're play button. screen reader ကြောင့်လားဒီထဲမှာဝယ်မပါလားတော့မသိဘူးဒီထဲမှာထူးဆန်းတာဒီမှာဒီထဲက button တွေကိုနှိပ်ရင်ဒီကောင်ဟို click လိုက်တဲ့အတန်မအော်ဘူးပေါ့နော်ဟိုပုံမှန်ဆိုရင်ကျွန်တော်တို့တစ်ခုခုကို click လိုက်ရင်ဒါ click လိုက်တဲ့အတန်အော်တယ်ပေါ့ပုံစံဘာနဲ့တူလဲဆိုတော့ဒီထဲရောက်သွားပြီဆိုရင်အေး sound တင်နဲ့ကဟို click တဲ့အတန်နေရာမှာဟိုနန်းထားပြီးတော့သုံးနေတဲ့ပုံစံနဲ့တူတယ်ပေါ့နော်အဲ့တခုတော့ရှိတယ်တခုခုကို click လိုက်ပြီဆိုရင်ဒီဟိုမေခွန်းနေမေးတဲ့နေရာမှာအရှိရဖြစ်ရတဲ့နေရာမှာလည်းအဲ့တခုရှိရပေါ့ကိုကကြားမှနှစ်ခုရဲ့ကြားကိုဟိုကြားနေရာမှာအဲ့မှာဟို double click လုပ်လိုက်တယ်ဆိုရင်သူက click လိုက်တဲ့အတန်မြည်မသွားဘူးပေါ့ဒါပေမဲ့ကြားဆိုတာတော့သူကသူရွေးပေးပါတယ်ပြီးရင်ရှေ့ဆက်မဲ့နှိပ်လိုက်ရင်ရတယ်ပေါ့နော်အဲ့တော့ကိုရီးယားမသိဘဲနဲ့ဒီဟာသုံးလို့လည်းမရဘူးဖြစ်နေမှာဆိုလို့ပါ 0. Play button. အဲ့တခုတော့ရှိရပေါ့နော် Skip backward 15 seconds button. It's okay. Skip backward. It's okay that you're not on UI home. My files. Phone. Recents button. Schmied. It's okay that you're not okay. 28:38 left. Skip backward. Play button. It's okay that you're not okay. 28:38 left. Skip backward 15. Play button. 0. Back button. Favorite button. Download button. ဒီမှာ favorite ရှိရ download ဆွဲလို့ရတယ် Share book button. share book ပေါ့စာအုပ်ကို share လုပ်ရတယ် It's okay that you're not. သူကအဲ့လိုတော့ It's okay that you're not okay. Meeting refund loss in a culture that doesn't understand. I need 7. 28 minutes. Back. Favorite. Download. Share. It's okay. အဲ့လို pause လုပ်ထားတာနည်းနည်းကြာသွားပြီဆိုရင် It's okay that you're not. It's okay that. သူကပြန်ထွက် Okay သွား that တယ် you're not ပေါ့ okay. နော် Meeting refund loss in a culture. သူကသူပြန်ထွက်သွားတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ Share book button. Download button. ခုနကဒီ Favorite button. နားထောင်မယ်ဆိုတာကိုနှိပ်ထားရတာနဲ့ဟိုကအပြင်ကိုပြန်ထွက်သွားတယ်ပုံစံ Download button. အဲ့တော့ဒီမှာ download လုပ်ကြည့်အောင် Close button. Lifetime button. Call center dash 09940. Lifetime. Yearly 365 days. 6 months. Closed. Lifetime. Unlimited days. 600,000 Kai. 1,200,000 Kai. No expiration. โอเค download လုပ်ပေးမလုပ်ဘူး 6 months. 6 months. 180 days. 59,000 Kai. 268 Kai slash day. Recurring billing. Cancel anytime. 6 months. 180 days. 59. Default. 6လဆိုရင်9900 Yearly 365 days. 78,000 Kai. 200 Kai slash day. 118,000 Kai. Recurring billing. Cancel anytime. 6 months. Yearly 365 days. 78,000 Kai. 200 Kai slash day. 118,000 Kai. Recurring billing. Cancel anytime. ခုနဟိုတစ်နှစ်ဆိုရင်9800 Lifetime. Unlimited days. 600,000 Kai. 1,200,000 Kai. No expiration. But default. တစ်သက်လုံးဆိုရင်6သိန်း Back button. It's okay that you're not okay. Meeting refund loss in a code. โอเคအဲ့တော့ဒါကတော့ဒီပထမဆုံးစာအုပ်အတန်စာအုပ်ဟိုပါပေါ့နှစ်ချုပ်အတန်စာအုပ်ဒီ tab မှာရှိတဲ့ဟာတွေပေါ့နော် Summary book name. Summary book name. Hiroshima. But default. ဒီမှာဟိုတခြားဒီဟိုပါပေါ့ Summary book. Summary book. But default. ဒီသက်ဆိုင်ရာလူကြီးညွှန်ပေးထားတဲ့စာအုပ်တွေလည်းရှိရပေါ့နော်ဥမာအဲကိုဒီဒီတို့ဘာတို့ထားပါ Summary book. Summary book. Back button. Back button. Summary book name. Sync election name. Election name submitted. ဒါသူမတို့ Election name submitted. ကိုဒီဒီတို့ပေါ့နော်အဲ့လိုမျိုးသူတို့ညွှန်ထားတဲ့စာအုပ်တွေလည်းဒီမှာကြည့်လို့ရတယ်ပေါ့ဒါတွေကတော့ကြည့်လို့ရတယ်ဆိုတာတော့ဝယ်လိုက်မှာပေါ့နော်မဝယ်ဘဲနဲ့တော့ဒါတွေထဲကိုဝင်ကြည့်လို့မရဝင်ကြည့်လို့တော့ရတယ်စာအုပ်နာမည်ရယ်စာအုပ်စာမီးပေါ့အဲ့လိုပဲဖတ်လို့ရမယ်ပေါ့နော် Election buttons. Default. See all. Summary. ဒီမှာအတန်စာအုပ်ရှည်တက်မှာဆိုကြတော့သူက Full audio books. Full audio books. အကြောင်းမျိုးကြောင့်ဒီရွှေနှုတ် app ထဲမှာ screen record လောက်ရတာအဆင်မပြေတဲ့အတွက်ဒီအပြင်မှာပဲဒီတိုင်းပြောပြသွားပေးမယ်ပေါ့နော်ဒီစာအုပ်ရှည်တက်မှာဆိုရင် तू က
စာအုပ်အရှိကြီးတွေရှိရပေါ့နော်အဲ့ဒီမှာသူခေါင်းစဉ်ခွဲပေးထားတာရှိတယ်လူအကြိုက်များဆုံးစာအုပ်တွေပြီးတော့တခြားသူ category နဲ့သူပေါ့နော်အဲ့လိုခွဲပေးထားတာရှိတယ်အဲ့ဒီမှာဒီ premium ဝယ်ထားအောင်ဆိုရင်ကြတော့ကိုယ့်အကူငွေဖြည့်ပြီးတော့ဖတ်ရမယ်ပေါ့နော် premium ဝယ်ထားရင်ကြတော့ငွေတော့ဖြည့်ရမယ်ဒါပေမဲ့ premium မဝယ်ထားတဲ့လူတွေအထက်ပို့ပြီးတော့ဈေးတက်နဲ့ဖတ်လို့ရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ပြီးတော့နောက်ထပ် tab 3ခုမြောက်ကကြတော့ဒီစာအုပ်စင်ပေါ့နော်စာအုပ်စင် tab မှာကြတော့ကိုဖတ်ခဲ့တဲ့စာအုပ်တွေပေါ့ဒီလမှာဖတ်ခဲ့တဲ့စာအုပ်တွေဒီနေ့မှာဖတ်ခဲ့တဲ့စာအုပ်တွေအဲ့ဒီစာအုပ်တွေကိုပြထားတယ်သူကသူlist နဲ့ပြထားပေးရအောင်နော်အဲ့ဒါရှိမယ်နောက်တစ်ခါဒီနောက်ဆုံး tab ပေါ့နော်နောက်ဆုံး tab ကတော့ profile tab ပေါ့သူကမြန်မာလိုဆိုတော့မြန်မာလိုပဲပြောတာပေါ့နော်အဲ့ဒီ profile tab နေရာမှာကြတော့သူကဒီ premium ကိုယ့်ရဲ့ user အနေထားကိုပြောရဲပေါ့ကိုက free user ဆိုရင် free user ဆိုတော့အဲ့ဒီမှာပြတယ်ပြီးတော့အဲ့ဒီအနောက်မှာ premium ဝယ်လို့ရတဲ့နေရာပြတယ်ပေါ့နော်အဲ့ဒီကနေ premium သွားပြီးတော့ဝယ်လို့ရတယ်ပေါ့ဒီမှာအားလုံးစိတ်ဝင်စားမယ်တစ်ခုကဘာလဲဆိုတော့ဒီမှာအဲ့ဒီ app ထဲမှာ promotion တွေရှိတယ်ပေါ့အဲ့ဒီ promotion တွေကိုပြထားတဲ့နေရာကဘာမှလဲဆိုတော့ကျွန်တော် home tab ကိုသွားမယ်ပြီးရင်အဲ့ဒီမှာဒီ notification ဆိုတာရှိရပေါ့အဲ့ဒါကိုတစ်ချက်နှိပ်လိုက်တဲ့အချိန်မှာတော့သူကစာတုံမရှိသေးဘူးလို့ပဲပြလိုက်မယ်ဒါပေမဲ့အဲ့ဒီမှာနှိပ်လို့ရတဲ့ button လေးတွေရှိတယ်အဲ့မှာစာတုံတို့ promotion တို့အဲ့ဒါရှိရပေါ့အဲ့မှာ promotion ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်သူရဲ့လက်ရှိ promotion တစ်ခုရှိနေရင်သူအဲ့ဒီမှာပေါ်ပြီးမယ်ပေါ့နောက်တစ်ခုက note ကလည်းပြပေးမယ် promotion တစ်ခုရှိရင်ကျွန်တော်ဒီမှာတော့မှ80%ပေါ့80%တက်နဲ့ဝယ်လို့ရမယ်အဲ့ promotion တစ်ခုပြထားတာရှိရပေါ့နော်9ရက်အတွင်းပေါ့အဲ့တော့ဒီအခုဗီဒီယိုလုပ်နေတဲ့အချိန်ကနေစပြီးတော့9ရက်ပေါ့နော်အဲ့တော့အဲ့ဒီ promotion ကအားလုံးရဲ့ note မှာလည်းတက်မယ်ထင်တယ်ပေါ့နော်တကယ်လို့ကိုကသွားဝယ်ခြင်းနေဆိုရင်တော့ဒီအချိန်ကခွင့်ကောင်းလို့ပြောလို့ရတယ်ပေါ့ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီ video ရဲ့ description မှာကုတ်ထည့်ပေးထားရင်ပေါ့နော်အဲ့ဒီကုတ်ကိုဖြည့်ပြီးတော့ဒီကို premium plan ဝယ်တဲ့အချိန်မှာဒီထည့်ပေးထားတဲ့ကုတ်ကိုဖြည့်မယ်ဆိုရင်အဲ့ဒီမှာတစ်လစာအပိုရမယ်ပေါ့ဥပမာကိုက6လစာဝယ်ဆိုရင်9လစာရမယ်ပေါ့နော်ကိုတစ်နှစ်စာဝယ်ဆိုလဲအဲ့တစ်နှစ်နဲ့တစ်လစာရမယ်ပေါ့အဲ့လိုပိုရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကုတ်ကိုသုံးရှင်နေဆိုရင်လေ premium plan ဝယ်တဲ့အချိန်မှာသုံးလို့ရတယ်ပေါ့အဲ့တော့ကုတ်ကိုသုံးလိုက်ပြီဆိုရင်ကျွန်တော်လည်းရမယ်ဝယ်တဲ့လူလည်းရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့နှစ်ဖက်လုံးအတွက်အဆင်ပြေတာပေါ့ okay အဲ့တော့ဒီနေ့ဗီဒီယိုတော့လောက်ပါပဲဒီရွှေနှုတ် app အကြောင်းပြောပြပေးခဲ့တာပေါ့နော်ခုနပြောသလိုပဲအချိန်မှာပြောခဲ့သလိုကိုကမြန်မာထားရင်တော့ထွေထူးပြောစရာမလိုဒါပေမဲ့ကိုapp ထဲဝင်တဲ့အချိန်မှာစံတဝါမဖြစ်ဖ ೇನೆ တခါလေးတန်းပြီးတော့သုံးရတာအဆင်ပြေအောင်လို့ပြောပြပေးတာဖြစ်ပါတယ်အဲ့တခုခုမေးချင်တာရှိရင် comment မှာရေးပေးခဲ့ပါဒီ comment မှာလည်းခုနကုတ်ကိုထည့်ပေးထားမယ်ပေါ့နော်ဒီရွှေနှုတ်ကတော့ Play Store မှာလည်း download ရတယ် App Store မှာလည်း download ရတယ်Telegram မှာလည်းရွှေနှုတ် app ရဲ့ link ကိုချပေးထားမယ်ပေါ့နော်အဲ့တော့တခုဝေဖန်ကြံပြချင်တာရှိရင်လည်း comment မှာရေးလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်